over 40တယောက်အနေနဲ့ online ကနေပြီးတော့ digital income ရှာဖို့သင့်တော်ရဲ့လားကျမတို့လို over 40ဆိုတဲ့40ကျော်အသက်အရွယ်တွေက online ကနေပြီးတော့ digital income ရှာဖို့အတွက်အဟန့်အတားတစ်ခုတော့မဟုတ်ပါဘူးအစပိုင်းမှာအခက်အခဲတချို့ရှိနိုင်ပေမဲ့ကောင်းမွန်တဲ့အခွင့်အလမ်းများစွာကလည်းရှိနေပါသေးတယ်40ကျော်တယောက်အနေနဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့အတွေ့အကြုံတွေနဲ့ကောင်းမွန်တဲ့ကွန်ရက်တွေကရှိနေပြီးသားပါဒီလိုမျိုးကျွမ်းကျင်တဲ့နယ်ပယ်ကအသိပညာတွေကိုပြန်လည်မျှဝေနိုင်သလိုပြန်လည်အသုံးချလို့လည်းရနိုင်ပါသေးတယ်နည်းပညာအသစ်တွေကိုသင်ယူရမှာဖြစ်တဲ့အတွက်လူငယ်တွေထက်တော့ပိုပြီးတော့အချိန်ပေးဖို့လိုအပ်ပါတယ်အသက်အရွယ်အရစိန်ခေါ်မှုပေါင်းများစွာကိုဖျက်ကျော်လာခဲ့ပြီးပြီမို့တော်ရုံအခက်အခဲတွေကိုတော့အေးအေးဆေးဆေးနဲ့ဖြေရှင်းနိုင်ပါတယ်စူးစမ်းပြီးတော့မှ digital ဆိုတဲ့လမ်းကြောင်းကိုနင်းမိပြီဆိုတာနဲ့ကျမတို့ဘဝမှာမရဘူးတဲ့တိုးတက်ပြောင်းလဲမှုတွေကိုရရှိလာမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ digital income ကိုဘယ်လိုနည်းလမ်းတွေနဲ့ရှာရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။နံပါတ်1 freelancing လုပ်ခြင်း freelancer တယောက်အနေနဲ့ online ကနေပြီးတော့ဝါသနာပါတဲ့စာတွေကိုရေးမယ်ဘာသာပြန်စာတွေကိုရေးမယ်ဒီလိုမျိုးလဲလုပ်လို့ရပါတယ်နံပါတ်2 online ကနေပြီးတော့ coaching consulting လုပ်ခြင်းကိုကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုခုမှာ consulting လုပ်ပေးတာ coaching လုပ်ပေးတာအနေနဲ့ digital income ရှာလို့ရပါတယ်နံပါတ်3 content creation ကိုယ့်ရဲ့ကိုယ်ပိုင် social media platform တွေဖြစ်တဲ့ Facebook YouTube TikTok ဒီလိုနေရာတွေကနေပြီးတော့ content video တွေကို creation လုပ်ပြီးတော့တင်ရင်းကနေလဲ digital income ကိုရနိုင်ပါတယ်နံပါတ်4 online teaching ကိုကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုခုကို online ကနေပြီးတော့ Zoom class တွေ private group တွေကနေတဆင့်သင်ကြားပေးရနေပြီးတော့လဲ digital income ကိုဖန်တီးနိုင်ပါတယ်နံပါတ်5 affiliate marketing online ကနေပြီးတော့ကိုယ့်ရဲ့ social media platform တွေကနေတဆင့် affiliate marketing လုပ်ရင်းကနေပြီးတော့လဲ digital income ကိုရရှိနိုင်ပါတယ်ဒီအချက်5ချက်ကနေပြီးတော့ကိုယ်နဲ့တင့်တော်တဲ့တစ်ခုခုကိုရွေးချယ်ပြီးတော့လုပ်ကင်လို့ရပါတယ်ကိုရွေးချယ်လိုက်တဲ့လုပ်ငန်းနဲ့စ조사အထောက်မှုပေါ်မှာမူတည်ပြီးတော့ခက်ခဲမှုအောင်မြင်မှုဒါတွေရှိလာနိုင်ပါတယ်စတင်မဲ့အချိန်မှာကိုကျွမ်းကျင်မှုရှိတဲ့နေရာကနေစတင်နိုင်သလိုကိုလမ်းညွှန်ပြသပေးနိုင်မဲ့ mentor တွေ coach တွေရှိတဲ့ business မျိုးဆိုရင်တော့ပို့ပြီးတော့မြင်မြန်အောင်မြင်နိုင်ပါတယ်အထူးသဖြင့်အောင်မြင်ဖို့ဆိုလို့ရှိရင်တော့self confidence ရှိဖို့နဲ့ consistency ရှိဖို့ကတော့အရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မခိုင်ရင်မွန်ပါ